ဒါနှစ်ဆက်လေးညုံမှကြိုဆိုပါသည်ယနေ့ကျွန်ုပ်တို့တင်ဆက်မိအရေးကြီးပြီးအာယုံစိုက်စရာအကြောင်းအရာမှာနီပါဗိုင်းရပ်စ်ကနေဘလို့ကာကွယ်နိုင်မလဲဖြစ်ပါသည်နီပါဗိုင်းရပ်စ်သည်လွန်ခဲ့သည့်နှစ်များအတွင်းကမ္ဘာတဝန်းတွင်ပြန့်နှံ့နေပြီးအလွန်အန္တရာယ်ရှိသောဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်ကျွန်ုပ်တို့နှင့်အတူနေပြီးဗိုင်းရပ်စ်၏အန္တရာယ်များနှင့်ကာကွယ်နိုင်သည့်နည်းလမ်းများအကြောင်းသတင်းအချက်အလက်ရယူလိုက်ပါနီပါဗိုင်းရပ်စ်သည်လူမှလူသို့ကူးစက်နိုင်ပြီးအစောပိုင်းတွင်သေဆုံးမှုနှုန်းမြင့်မားနိုင်သည်ဗိုင်းရပ်စ်သည်အဓိကအားဖြင့်တိရစ္ဆာန်များအထူးသဖြင့်ဗက်များမှကူးစက်ပြီးကူးစက်ခံရသူနှင့်တိုက်ရိုက်ထိတွေ့မှုဖြင့်လူများထဲသို့ကူးစက်နိုင်သည်ကာကွယ်နိုင်ရေးအဆင့်များမက်စ်တပ်ဆင်ခြင်းနှင့်လက်ဆေးခြင်းလူအများနှင့်အနီးကပ်တွေ့ဆုံမည့်အချိန်တွင်မက်စ်တပ်ဆင်ခြင်းအလွန်အရေးကြီးသည့်လက်များကိုအနည်းဆုံး20စက္ကန့်ကြာဆက်ပြနှင့်ရေဖြင့်တန့်ရှင်းစွာဆေးခြင်းမမေ့ပါနှင့်လက်သည်ဗိုင်းရပ်စ်ကူးစက်မှုရဲ့အဓိကမူရင်းဖြစ်သည်အစားအစာတန့်ရှင်းရေးအစားအစာများကိုတန့်ရှင်းစွာစားသုံးပါတစ်တီးနှင့်ဟင်းသီးဟင်းရွက်များကိုတန့်ရှင်းစွာဆေးပြီးမိဖုတ်ထားပြီးစားပါဗိုင်းရပ်စ်ဖြင့်ပိုးစမ်းနိုင်သောအစားအစာများမှရှောင်ကျဉ်ပါတိရစ္ဆာန်များနှင့်ဗက်များထိတွေ့မှုရှောင်ကျဉ်ခြင်းဗက်များသည်နီပါဗိုင်းရပ်စ်၏အဓိကအရင်းအမြစ်ဖြစ်သဖြင့်အနီးကပ်သွားရောက်ခြင်းမှရှောင်ကျဉ်ပါအိမ်များစိုက်ပျိုးခြံများတွင်တိရစ္ဆာန်များ၏တန့်ရှင်းရေးကိုတေချာစွာစောင့်ရှောက်ပါဆရာဝန်ဆိုင်ရာအကြံဉာဏ်နှင့်ကာကွယ်ဆေးဗက်သက်ရှိလူအနည်းငယ်မှာချောင်းဆိုးခြင်းအဖျားဖြစ်ခြင်းသို့မဟုတ်အသက်ရှူရအခက်အခဲရှိပါကအချိန်မီဆရာဝန်ထံသွားပါနီပါဗိုင်းရပ်စ်အတွက်ရောဂါကာကွယ်ဆေး vaccine ရနိုင်ပြီးကျန်းမာရေးအရာရှိများ၏အကြံပြုချက်အတိုင်းကာကွယ်ဆေးထိုးဆောင်ပါနီပါဗိုင်းရပ်စ်ကဲ့သို့အန္တရာယ်ရှိသောရောဂါများမှကာကွယ်ရန်မက်စ်တပ်ဆင်ခြင်းလက်ဆေးခြင်းအစားအစာတန့်ရှင်းရေးနှင့်တိရစ္ဆာန်များထံအနည်းဆုံးအကွာအဝေးထားခြင်းတို့ကိုလိုက်နာရမည်ဖြစ်ပြီးဒီလိုတင့်တော်စွာလှုပ်ဆောင်ခြင်းကလူဘဝကိုကယ်တင်နိုင်ပါသည်